ဟိုတယ်အောင်မန်းပြိုသွားတာလူတွေအများကြီးရှိမှဖြစ်တယ်နော်ဟောဘယ်လိုလုပ်ကြမလို့ဟာငလင်းလောက်တာငလင်းတအားချမ်းတယ်ဟိုတယ်အောင်မန်းပြိုသွားပါပြီဒီထဲမှာလူတွေအများကြီးပိတ်မိနေတယ်ဟိုတယ်အောင်မန်းပြိုသွားတယ်ဟာတနာပါကွာအောက်မှာလူတွေအများကြီးရိုင်းမထားနဲ့ဘာဝင်နေမနိုင်မနိုင်မပြေနဲ့လာလေတော့ကြည့်သေးတယ်မပြင်းနဲ့တော့တမင်းနော်အဖေမဲနဲ့ဒီနေ့တက်လားဘာမှပြဖို့ဒီမှာအလွတ်ကြီး